တချို့ရှစ်ကိုရှင်မားတွေကဆန်ဆိုင်တော့ဖွင့်ရှင်တယ်ဒါပေမဲ့အဆင်မပြေမှာကိုကြောက်တယ်ကျွန်တော်တို့ဒီဝေယူရတဲ့အချိန်မှာဆန်ဈေးကြီးမှာကိုကြောက်တယ်ကိုရောင်းလာတဲ့အချိန်မှာလည်းမရောင်းရမှာကိုကြောက်တယ်သူများကိုမယုံကြည်တယ်လို့ကိုလည်းမယုံကြည်ဘူးသူများကိုမယုံကြည်တာတော့ဟုတ်ပါပြီဒါပေမဲ့ကိုမယုံကြည်ဘူးဆိုရင်တော့ဒီပေါ်မှာဘသူကကိုလာပြီးတော့ယုံကြည်မှာလဲဒါလေးတွေရှိတယ်အဲ့အတွက်နဲ့ဘာဖြစ်ဆိုကျွန်တော်တို့ကိုယုံကြည်နဲ့ confidence ရှိပေါ့နော်ကျွန်တော်တို့ဘေးအရာမဆိုလုံးမတာလေပြောမယ်ဆိုရင်အဆင်ပြေတာဖြစ်ပါတယ်ကိုတိုင်ကချီတုံချတုံနဲ့ဒါလုံးရင်ကောက်မလားမလုံးရင်ကောက်မလားအစင်ရောပြေပါမလားရောင်းရပါမလားအမျိုးသောတွေ့ဝေမိမောတက်ပြီးတော့ချီတုံချတုံဖြစ်နေတဲ့လူတွေကတော့ကျွန်တော်တို့အများကြီးရှိပါတယ်အဲ့ဒီလိုမျိုးလူတွေကတော့ဘယ်တော့မှအလုပ်ဖြစ်လာမှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အလုပ်ချစ်ကိုချင်းမတွေကိုကျွန်တော်အမြဲတမ်းလေးပြောပါတယ်ဘီလီယံလာတစ်ထည့်တယ်လေမွေးရပါရှမ်းသာလာတာမဟုတ်ဘူးနောက်ထပ်တကယ်နင်းပညာတဲမြောက်တဲ့နင်းပညာရှင်တွေဆိုရင်လည်းမွေးရပါတဲမြောက်လာတာမဟုတ်ဘူးเนาะအဲ့ဒီလိုမျိုးပါပဲကျွန်တော်တို့အခုဆန်လုပ်ငန်းဆိုတာလုပ်ငန်းအတိုင်းမှာပြောမယ်ဆိုရင်အလွယ်ကူဆုံးအလုပ်ဒါပေမဲ့လွယ်ပေမဲ့အန်ဒီတော့များပါတယ်အလိမ်ညာတွေများတယ်ဒီလောကသားတွေကတော်တော်လေးကိုမုတ်သားတုံးတဲ့လောကဖြစ်ပါတယ်เนาะတော်တော်လေးအလိမ်ညာတွေများပါတယ်အဲ့တနဲ့ဒါလေးတစ်ခုတော့ဒီပေါ်မှာတတိထားပြီးတော့လုပ်ရမယ်ပေါ့ဒါပေမဲ့ဒါတွေလည်းကြောက်စရာမလိုဘူးကိုတိုင်ကရွေးချယ်တဲ့အချိန်မှာဒါဟိုပါလေတကယ်ပြောမယ်ဆိုရင်စစ်မှန်ပြီးတော့တကယ်တမာတမက်လုံနေတဲ့ပွဲရုံတွေတော့၎င်းဒါဆန်ဆိုင်တွေတော့၎င်းဆန်ဆက်ပဲတော့၎င်းအဲ့ဒီလိုမျိုးလူတွေနဲ့ကိုချင်းစာတရားရှိတဲ့လူတွေနဲ့ပေါ့နော်လက်တွေ့ဖို့အဓိကလိုတယ်ဒါပဲအဓိကရေးကြည့်တယ်ကြံတဲ့ဟာကြောက်ရမှာကပါလေကိုဝေယူမဲ့ကိုလက်တွေ့မဲ့လူကအဲ့ဒီလိုမျိုးတထေးကုံရောက်ပြောရဆိုရတာလည်းအဆင်မပြေအဲ့ဒီလိုမျိုးကိုဖက်တစ်ခုတည်းကိုပဲကြည့်တယ်အဲ့ဒီလိုမျိုးလူတွေနဲ့သာတွားပြီးတော့အလုံးလုံးမင်းပြီးဆိုရင်တော့ဒါတွားပါပြီအဲ့ဒါကတော့လုံးဝပြောမယ်ဆိုရင်အဖက်စေလို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါပြီးတော့နောက်တစ်ခုကကျွန်တော်တို့လုပ်ငန်းကလုံးဝအဆင်မပြေခင်းရင်တောင်မှနော်ကြံခဲ့တဲ့ဆန်တွေကိုပြောမယ်ဆိုရင်ပြန်သိမ်းလို့ရတယ်ကိုဝေယူတဲ့နေရာမှာပြန်ရောင်းရင်ရောင်းမရောင်းရင်လည်းဈေးလျှော့ပြီးတော့တခြားနေရာကိုရောင်းရင်ရောင်းနော်အဲ့ဒီလိုမျိုးလေးတွေနဲ့ပြန်သွင်းလို့ရပြန်ရောင်းလို့ရပါတယ်အများကြီးအရှုံးမရှိပါဘူးချစ်ကိုရှင်မတို့နော်အဲ့တော့ねကျွန်တော်တို့ချစ်ကိုရှင်မတို့မှာကဘာမှစီမလုပ်ဘဲနဲ့ဒီပြောမယ်ဆိုရင်အမှန်ဖက်ကိုမတွေးအမားဖက်ကိုကြီးပဲအစင်မပြေတဲ့ဖက်ကိုကြီးပဲတွေးနေတော့ဒီပေါ်မှာအကုန်လုံးကမိုင်းနာပြနေမှာပေါ့နော်